တော့တိုမလင်းနွယ်ဝင်ကြောက်တစ်မျိုးဖြစ်ပါတယ်တိုမလင်းရဲ့အနီရောင်မျိုးစိတ်လို့လည်းဆိုနိုင်ပါတယ်တိုမလင်းဆိုတဲ့ကြောက်မျိုးစားကိုတဘာဝမှာအလွယ်တကူတွေ့ရတတ်တော့လေအရောင်မျိုးကွဲများစွာရှိပြီးတော့လှပတဲ့အရောင်ဇန်းတွေရှိတဲ့အတွက်ရတနာတောင်းဝင်ကြောက်မြက်ဖြစ်ရောင်းချတာဖြစ်ပါတယ်ဒီထဲမှာပန်းရောင်ခရမ်းရောင်အထိတိုမလင်းအုပ်စုကိုရူဘယ်လိုက်မြန်မာခေါ်ဖရဲဦးလို့ခေါ်ကြတာဖြစ်ပါတယ်ရူဘယ်လိုက်တွေဟာလှပတဲ့အရောင်ဇန်းတွေရှိတဲ့အပြင်ဗရမ ्या ရောင်နဲ့ခက်စစ်စင်တူတဲ့ပန်းရောင်မခမ်းရောင်တွေရှိတဲ့ကြပါတယ်လူကြိုက်များတဲ့အရောင်ဖြစ်ပါတယ်ကျန်းနီရောင်မျိုးရောင်အထိရှိနိုင်ပါတယ်ဂရီယောမခစ်တွေမှာဆိုရင်ဗရမ ्या နဲ့ထင်မှတ်မှားခဲ့ကြပါသေးတယ်ဒါပေမဲ့လို့အပြာရောင်တိုမလင်းကိုနီလာအစိမ်းရောင်တိုမလင်းကိုမြလို့ထင်မှတ်မှားခဲ့ကြပါတယ်19ရာစုနှစ်နောက်ပိုင်းလောက်ကျမှဒီတိုမလင်းဖရဲဦးနဲ့ဗရမ ्या ကိုကောင်းစာခွဲခြားလက်ခံလာနိုင်ကြပါတယ်ပြောချင်တာကတော့ဖရဲဦးကဗရမ ्या နဲ့လွတ်မနိုင်တဲ့ကြောက်မြက်တစ်မျိုးဖြစ်တဲ့အကြောင်းပါပဲဖရဲဦးရဲ့ဓာတုဖွဲ့စည်းပုံကရှုပ်ထွေးတဲ့ပိုရိုစီလီကိတ်တွင်းထွက်မျိုးစားဖြစ်ပါတယ်ဖရဲဦးကိုပြောလို့ရတဲ့ပန်းရောင်မရင်တည့်ရနေတော့ညီရဲအရောင်တည်ရှိတတ်တဲ့ဖရဲဦးရဲ့ဓာတုဖွဲ့စည်းပုံမှာမင်္ဂနီစ်ပါဝင်နေတတ်လို့ဖြစ်ပါတယ်ပန်းရောင်ကနေအနီရောင်အထိအရောင်မျိုးဖြစ်ပေါ်တတ်ခြင်းကလည်းမင်္ဂနီစ်ပါဝင်မှုအနည်းများပေါ်မူတည်ပြီးတော့ဖြစ်နေကြတာပါကမ္ဘာတဝန်းမှာတွေ့ရတဲ့ဖရဲဦးဆိုတာအရောင်မျိုးအရွယ်စားမျိုးကြည်လင်ပြတ်သားမှုမျိုးတွေတွေ့ရတတ်ပါတယ်ဖရဲဦးရူဘယ်လိုက်ဟာဆိုရင်တော့နည်းငယ်များသောတက်စင်ဒီပါဝင်မှုပေါ်မူတည်ပြီးတော့အရောင်ပြောင်းလဲနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်တနည်းအားဖြင့်အရောင်ကွဲသွားတဲ့တိုမလင်းတွေဖြစ်ပေါ်လာပါတယ်အစိမ်းရောင်တိုမလင်းဆိုရင်ပါတယ်လိုက်အပြာရောင်တိုမလင်းဆိုရင်အင်တီကိုလိုက်အရောင်မဲ့တိုမလင်းဆိုရင် X-Rite လို့ခေါ်ကြတာဖြစ်ပါတယ်